အားလုံးပဲမင်္ဂလာပါအခုဆိုရင်ရွာပြန်ရောက်နေပါတယ်အခုခြံထဲနေပြန်လာတာဖေးစစ်သားထုတ်ပြီးပြန်လာတာပေါ့နော်အခုရွာတွေကခြံထဲမှာပေါ့နော်ခြံထဲမှာရောက်နေတယ်ခြံထဲမှာရောက်နေတယ်ဟောလေအခုအတော်ကြီးတည်းနမိတ်ဆက်ပြီမနော်အဲ့တော်ကြီးကတော့သူ့ယောက်ျားသူတတိရတယ်ဆိုတဲ့အကြောင်းပြောနေတာပါသူ့ယောက်ျားရန်တတိရတယ်တဲ့သူတယောက်ထဲခြံခဲ့တော့လေသူ့ယောက်ျားသေသွားပြီပေါ့နော်ဒါတယောက်ကြောင့်သူနဲ့အကြောင်းပြောနေတယ်သူကြောင့်တရားဆိုရှင်အခုပေါင်းနှစ်ပေါင်းမနေတော့ဘူးပေါ့နော်နှစ်ပေါင်း20လောက်တော့ရှိပြီဟုတ်ပါ20လောက်တော့ရှိပြီဆိုတော့သူတတိယရဆိုကြောင့်သူပြောပြတယ်အော်ပြီးလို့ရှိရင်တဲ့မွေးနေ့သွားရင်တဲ့ဟိုမှာစိတ်မွေးနေ့သွားရင်တဲ့သူသမီးတဲ့အိမ်ရောက်လို့ရှိရင်တဲ့ကျိုးလေးဝင်ပေးပါလားတဲ့မရောက်ဘူးလို့အဲ့ဒီဘက်ကမသွားဘူးလို့ဘောလုံးဘက်သွားကြည့်ပြီးတော့မှလို့နောက်နေ့မှလို့ကြုံမယူသွားပေးမယ်လို့ပြောလိုက်တယ်ခုတော့သူတယောက်တည်းအေးစစ်စစ်ပေါ့နော်ပြောနေတယ်ဟဲ့တက်တာပြတာပေါ့နော်ဒါတက်တာပြခိုင်းတာသူနော်ဗါနေဘေးဆိုရင်နော်ဗါနေလာနေပါပြီဆန်နေနေပြန်လာနေပြီနော်ဗါနေအခုမှအဘဘပေါ့နော်မသူရဆိုနေသူတို့မနမရရန်ဖြစ်နေပါတယ်ရန်ဖြစ်နေပါတယ်သူတို့ရန်ဖြစ်နေရတဲ့အကြောင်းရင်းကဘာလဲဆိုအဘဘကဘာဆွဲတာလဲမသိဘူးသူဆွဲတယ်ဒါပေမဲ့မပြောချင်ဘူးဘာဆွဲတာလဲကိုကြည့်လိုက်ဖမ်းလားအရင်စားထူလို့သူမက်နေပါတယ်သူညရန်ဖြစ်နေပါတယ်အဘနဲ့တရားဆိုနေပေါ့နော်ရန်ဖြစ်နေတယ်ဘသူစားနေကရနေစားလားသမီးစားလားနေစားသေးလားဟမ်နေစားသေးလားဟမ်ကပြန်တပို့လားကပြန်နင်ဘာလို့လဲသူကိုသိညစ်တာလေကိုသိညစ်သူနာပါပေါ့အဲ့လိုပဲသူ့အနိုင်ကြည့်ရတာရလို့ရှိရင်မမတ်လို့ကိုသိညစ်ပြီးဆုံးသွားတာအမကြောင်သေးတယ်တယောက်ဟုတ်လားငါပါလားမရိုင်းနဲ့တော့ပေါ့ကဲသူစင်တမ်းရမယ်ဝင်းနေပဲသွားပါတော့မယ်ဟိုအားသမီးတို့စောက်ကွန်းဘက်ကနေသွားပြီးတော့လေဘောလုံးဘက်ခဏကြည့်အောင်ကြည့်ပြီးတော့မှဟိုသွားမယ်ဟိုသွားကြည့်မယ်ဟမ်ဆိုင်ကသွားယူမှာဟိုစောက်ကွန်းဘက်ကနေသွားပြီးတော့မှဆိုင်ကသွားယူမှာလေဆိုင်ကအခုသွားယူမှာလားမွေးနေ့အခုဘယ်နိုင်ပဲရှိတယ်မွေးနေ့က3နာရီခွဲမှစမှာညထိလေအဲ့ဒါဆက်ကြည့်ပါဦးဒါရွာချမ်းနေမှာပေါ့နော်ဆိုင်ကတော့ပဲအဲ့တော့သွားပြီအနီလာမဲတာဒါချမ်းနေမှာဒါတော့အိမ်ပေါ့နော်ဒါတော့အိမ်